တီးရလေ fresh လည်းဖြစ်တယ် အပေါ် plastic ချိုလဲချိုကွာတယ်ပိတ်ရင်ဟိုဟာဖြစ်ရအောင်လို့မနေ့မုံအော်ဒါနေပို့ပြီးတာနေလေရစခိုင်မာကိုသွားမယ်ဆိုတော့ချက်ချင်းလည်းနေထားပြီးသွားလိုက်ကြတာအဲ့တော့ breakfast ကလည်းဘာမှမစားသေးတော့ station ကနေပြီးတော့ coffee ရဲ့နည်းနည်းသီးစိတ်ကလေးတွေဝင်စားလမ်းလုံးချမ်းပါပါကားမောင်းနေချမ်းမမီရတော့စားလိုက်စကားတွေပြောလိုက်ဒါရစခိုင်မာကိုသွားတယ်လမ်းတစ်လျှောက်Take the third exit and stay on Al Shuhada Road. Bada ni apeli side. Pina ba hotel. Ada ada hotel ni. At the roundabout, take the third exit and stay on Vienna Street. Ay, pero mo pueden ir. Ito ho ang yulo mo yan. Beli tak dah. Where you are here? Oh my God! What was on in it? Ya, baba udah mau. But later on, of course, we need a dessert. Yummy, yummy. Oh, come right down. The sequence လေးကတော့တို့တွေနည်းနည်းလိုအပ်တယ်တကယ်တော့ဒါလေးတွေအရင်လာတော့စားလိုက်တာအများကြီးကုန်လုံးကုန်ပါလေလို့ဒါအားရအကြတာရှိပါတယ်နောက်ဆုံးဒီ sticky rice လေးနဲ့ mango sticky rice လေးမှာတော့ကုန်တယ်လို့ပဲ mango လေးကနည်းနည်းတော့ချင်းတယ်
ဒါပေမဲ့စားလို့ကောင်းတယ်ကောင်းတယ် Chin out chin, sorry. နောက်ဆုံးကော်ဖီတော့မတောင်းနိုင်တော့ကောင်းတယ်ဒီစားစရာဆိုလို့ပြီးရချိုးချင်လေးပဲကြံပါကျေးဇူးတင်ပါတယ်ရှင်